ရန်ဒီပိုင်းအရန်ကိုတန်ဖိုးတွေကအရန်ကိုပြင်းပါတယ်ရှေ့ဆုံးမှာနှစ်ပွဲကဥဆောင်တယ်နောက်ကနှစ်ပွဲမှာပြန်ပြီးတော့ကိုဒီဖေးလိုက်ရတဲ့အချိန်မှာအကောင်းဆုံးဖိုင်တဲ့ပွဲမှာရှင်ပြန်ခဲ့တာကိုတွေ့ရပါတယ်ဗျအဲ့တော့နည်းနည်းလေးတွေကိုတို့ဖြစ်ပေါ်နေတဲ့ခံစားချက်လေးနည်းနည်းတော့မေးမယ်အဲ့ဒါဆိုရင်ဒါမေးခွန်းလေးနဲ့စမေးလိုက်မယ်နော်ပထမဆုံးအနေနဲ့အခုလိုမျိုးအနာရရှိသွားတဲ့အတွက် congratulation မှာ AI Expo ကိုလက်ခုံးစလေးတစ်ချက်တော့အပေးပေးကြပါအောင်ရှင်โอเคပါဒါဆိုရှင်တော့โอเคပါဟိုနောက်အရန်အားပေးတာပဲနော်အဲ့ဒီအားပေးတဲ့တစ်ဖွဲ့လက်ခုပ်ဆန်တွေကြားချင်တယ်ဟုတ်ကဲ့ပါโอเคကျေးဇူးအများကြီးတင်ပါရှင်ဒါဆိုရှင်ဒါမိန်းကုန်းလေးစားပြီးတော့မေးလိုက်မယ်ပေါ့နော်အခုလိုမျိုးပေါ့နော် defending champion ကိုလုံးဝ take down လုပ်ပြီးတော့ playoff ကိုတက်သွားနိုင်တဲ့ခက်စားချက်တွေကိုတို့ပြောပြပေးပါဦးဘယ်လိုခံစားချက်ထူးထူးရဲ့လို့မရှိပါဘူးကျွန်တော်တို့လာတဲ့ကနိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့လာလို့ကျွန်တော်တို့တော့မထူးဆန်းပါဘူးလားတော့လုံးဝနိုင်မယ်ဆိုတဲ့ခန်းစားချက်နဲ့လာပြီးသားတဲ့ကို black ကကျွန်တော်နောက်တစ်ခုအနေနဲ့ပေါ့နော်ဒီ Manzi ရဲ့ Alice ကိုပွဲတိုင်းဒီပါပစ်ဖြစ်နေတဲ့အကြောင်းရင်းလေးပြောပြပေးပါဦးတကောင်နဲ့စောက်တက်လို့ပါအဲ့ဒါရနည်းနည်းများသွားပြီအခုနောက်တစ်ခေါက်လောက်ပြန်ဖြေပေးပါဦးဗါတယ်လေပြောမယ်ဆိုတော့မတရား Alice တကောင်ပဲစောက်တက်တာပေါ့ပြင်မလား။ဘာကြောင့်လဲဆိုတော့ तू ဒီ training ကာလတွေမှာရောဘာလဲဆိုတော့ तू က Alice ပဲစောက်တာညာ Alice ရင်းနဲ့ပဲနိုင်ပွဲကိုယူရဲ तू က Alice မှာပဲ तू Alice က သူ့အတွက်လုံးဝ confident hero ပါတည်မလား။ပြောမယ်ဆိုတော့ Alice တကောင်ပဲစောက်တက်လို့ပေါ့โอเคပါဒါဆိုလို့ရှိရင်အခုပြိုင်မဲ့အသင်းဖြစ်တဲ့ဒီ Matic C ကိုဘာမှပြောချင်တာများရှိလဲMatic C ကတော့ကောင်းတဲ့အသင်းတစ်သင်းပါဒါပေမဲ့လည်းသူတို့နိုင်နေပေမဲ့ကျွန်တော်တို့ကတော့ပေးမနိုင်နိုင်ပါဘူးသိရမလားဒါပေမဲ့ပြောဖို့တော့ကောင်းပါတယ်ကိုယ့်ရဲ့အသင်းဟောင်းလည်းဖြစ်တယ်ပြီးတော့ကျွန်တော်ရဲ့ညီကိုတွေလည်းအဲ့ဒီထဲမှာပါတယ်လာအားပေးတဲ့ထဲမှာလည်းပါတယ်ဒါပေမဲ့ပြိုင်ပွဲကတော့ပြိုင်ပွဲပါပဲဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကြီးလေးโอเคပါဒါဆိုလို့ရှိရင်ပေါ့နော်နောက်ထပ်တွေးမယ်ပေါ့နော်အသင်းကဒီ regular season မှာပေါ့နော်ဒီလုံးဝတောက်လျှောက်ရှုံးပွဲမရှိခဲ့တဲ့ Falcon နဲ့တွေ့ရမှာဆိုတော့အဲ့အတွက်ဘယ်လိုမျိုးခံစားရလဲပြီးတော့ဘာတွေပြင်ဆင်တာရှိလဲဒီဘက်တစ်ချက်မေးလိုက်မယ်နော်โอเคဒါလည်းဒီဘက်မိုင်းလေပြင်ဆင်တာကတော့ကျွန်တော်တို့ပုံမှန်တိုင်းပဲပြီးစော့မယ်ကျွန်တော်တို့တိုင်ဝက်တိုင်မယ်ပေါ့။အားကြီးထွေထူးတော့မရှိပါဘူး။အများကြီးထွေထူးမရှိဘူးဒါပေမဲ့ပြောစရာစကားလေးတော့ရှိမှာပေါ့နည်းနည်းတော့သူတို့တက်ဘာတွေများပြောချင်လဲအဓိကတော့ကျွန်တော်တို့လည်းကျွန်တော်တို့ကောင်းသောပုံစံနဲ့လာမယ်သူတို့လည်းကောင်းသောပုံစံနဲ့သူတို့စော့မယ်အတွက်ဒီပွဲလေးကအရင်ကြည့်လို့ကောင်းမယ်လို့မျှော်လင့်ပါတယ်မျှော်လင့်နေပါတယ်မနေ့ပြည့်အတွက်လည်းမျှော်လင့်နေပါတယ်မျှော်လင့်နေပါတယ်ဒါဆိုလို့ရှိရင်အခုလိုမျိုးလုံးဝကိုအတိတ်နဲ့အားပေးနေပြည်သက်ကြီးတွေအတွက်လည်းစကားတစ်ခုမှပြောပြပါဦးအားပေးတဲ့ fan တွေအများကြီးပဲဟုတ်တယ်မလားအများကြီးပဲသူတို့အတွက်ဒီနေ့စကားလေးခေါင်းလာသူတို့အတွက်လုပ်ပေးပါဦးဟုတ်ကဲ့ကျွန်တော်တို့အကောင်းဆုံးတော့ပြင်ဆင်ထားတယ်အခုလိုမျိုးကျွန်တော်အမားရည်လည်းနည်းနည်းရှိသေးတယ်အဲ့အရာတွေကိုကျွန်တော်တို့ဒီထက်ကပိုကောင်းအောင်တက်ပြီးပြင်ဆင်သွားမယ်နောက်ထပ်လာမယ့်ပွဲတွေမှာဒီထက်ပိုကောင်းတဲ့လက်တွေမြင်ရမယ်လို့အာမခံပါတယ်အဲ့တော့ကျွန်တော်တို့ဆက်အားပေးပါအောင်လို့ပြောချင်ပါတယ်